မှာလာရပေါ့နော်တတိခံချက်တော့လကောင်းအကုန်လုံးချီးမွမ်းခြင်းတော့လကောင်းကျွန်တော်ကြားနာမယ်အချိန်တိုင်းဖြစ်ပါတယ်လို့တော့ဒီညမှာ special guest အနေနဲ့ဖိတ်ခေါ်ထားတဲ့ဟိုဆရာဆိုလမွန်ထွန်ကိုယေရှုနာမ၌ဖိတ်ခေါ်တဲ့အချိန်ပေးကြပါတယ်ဆရာဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်ပထမဆုံးချိန်ဆိုတော့ကျွန်တော်အတူချုံအနေနဲ့ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပြီးတော့ကျွန်တော်ဒီတချင်းလေးတစ်ပုတ်နဲ့ပဲတက်တက်ခံသွားမှာပဲနောက်ကြုံလို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့အခွင့်အရေးကြုံတော့ကျွန်တော်တက်တက်ခံပါဦးမယ်ကျွန်တော်နာမည်အရင်ကတော့ကျွန်တော်ဟောက်လျန်ထန်လို့ခေါ်တယ်ကျွန်တော်ချင်းလူမျိုးတီတိန်လူမျိုးဖြစ်တယ်ပြီးတော့ကျွန်တော်ကိုရီးယားကိုရောက်လာတာက2021ဆိုတော့ကျွန်တော်၄နှစ်ထဲဝင်ပြီပေါ့နော်၄နှစ်ထဲဝင်ပြီကျွန်တော်ကMaster of Theology နဲ့ကျွန်တော်ကိုရီးယားကိုလာခဲ့တာဖြစ်တယ်ကျွန်တော် Master ပြီးထားတာ2နှစ်လောက်ရှိပါပြီဆိုတော့ကျွန်တော်အခုကျွန်တော်ပါဝင်တဲ့အသင်းတော် ZCF ဆိုတဲ့အသင်းတော်မှာကျွန်တော် worship leader အနေနဲ့ကျွန်တော်ဆက်ကပ်နေတယ်ဆက်လက်ပြီးဖခင်ရှင်အသုံးပြုဖို့လဲတရိယာစုတောင်းပေးကြပါလို့ဒီနေ့တော့ကျွန်တော်တချင်းလေးတစ်ပုတ်နဲ့ပဲကျွန်တော်တက်တက်ခံသွားပါမယ်အားလုံးသိမဲ့လို့လဲမျှော်လင့်နေအဆင်ပြေတော့ကိုရှိတဲ့နေရာလိုက်ဆိုပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ပေါ့နော်ခေါင်းစဉ်လေးကတော့တခင်ရဲ့မျက်မှောက်တော်ဆိုရဲတချင်းလေးဖြစ်ပါတယ်အားလုံးသိမဲ့ထင်ပါတယ်ဂီတာတန်နဲ့အတန်ရောနှစ်ခုလုံးကြားရလားမသိโอเคဟုတ်ကဲ့ပါစာလောင်နေပါလေခန္ဓာစိတ်နဲ့တကယ်မြတ်မောက်သူဝင်ခဲ့ပူလောင်နေတဲ့မြဲဝန်းကိုနှစ်သိမ့်လို့ရဲ့ဒီကူတဲ့ယာယီအိမ်မှာချီခွဲခြင်းလမ်းကိုစားနိုင်သူယေရှုနိုင်ချင်းနေရမြေသက်ရှင်သူယေရှုဆုံးလင်းစေပါတဲ့ငြိမ်သက်ခြင်းရဲ့လောကသားတိုင်းတွေ့ပဲလုံခြုံရာချေတော်ရင်ဝဲနှွေထွေးခွေရဲ့မေစေတဲ့တောင်းစင်ပါသည်မြဲမပြောင်းလဲဘူးမျက်နှာမှာယေရှုနိုင်ချိန်မှာတော့ခွဲလုံးမတော်ဘူးယေရှုရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေကျေးဇူးတင်ပါတယ်သူကကျေးဇူးတင်နေရစင်းတဲ့သူကကောင်းကြီးမလို့ယုံကြည်တယ်အရန်ကောင်းတယ်တော့အသက်နောက်တစ်ပုတ်လောက်လို့နားထောင်ကြည့်မယ်လည်းမတောင်းဆိုတော့ပါဘူးရစဲတော့မှလည်းနောက်ကြရပါဆိုတော့အတူပဲကျေးဇူးတင်ပါတယ်ဆရာအရန်ကောင်းကြီးဖြစ်ပါတယ်လို့နောက်များမှလည်းလာရောက်ပြီးတော့မှထမပြီးပုံဝင်ပေးဖို့ရန်အတွက်အတူပဲဖိတ်ခေါ်ကြပါတယ်ဆရာအာမင်ဟုတ်ကဲ့ကျွန်တော်ခုချိန်မှာတော့ပေါ့နော်ကျွန်တော်အစီအစဉ်မပြီးသေးဖြစ်ပါတယ်